ကြီးမင်္ဂလာပါဗျာကဲအားလုံးဆုံးရပြီလားအားလုံးကိုပညာပေးလိုက်တာအတိတတိတစ်ချက်လွတ်တော့နဲ့ဖေကိုရဲ့ကိုယ်သားတွေအကုန်ဖြစ်ကုန်မယ်အတိတတိကိုတိလားတိတယ်ဦးကျော်ကြီးတယ်ဗျာဘူတော်မာလေးသွားဖူးလိုက်ကြအောင်ဟာဆရာကြီးဦးကျော်ရင်ပြောခဲ့တဲ့စကားတွေလို့အတူယူပြီးတော့မှတ်သားပါအတိတတိဆိုတာညံနဲ့ရှင်ရတာကိုပြောတာဟုတ်ကဲ့နော်လက်တွေ့ပြောနော်ဒါတွေကိုလက်တွေ့တရုပ်ခေါ်လိုက်မယ်ဆရာတိလို့ဘာဖြစ်သွားလဲပလက်လန်တော်ပြောချင်တာမဟုတ်အဓိကအဲ့လိုခြေကားလက်ကားနဲ့လွတ်သွားမယ်ဟုတ်ကဲ့ဘဝအတွက်အကုန်လုံးအနောက်ချက်တွေဖြစ်ကုန်မယ်ဒါလေးကိုမင်းတို့တရုပ်ခေါ်ပြီးစကားနဲ့ပြောရင်သတိမရဘူးရင်းထဲမှာဆွဲသွားအောင်မျိုးလုံးမှာဆွဲသွားအောင်နမူနာပြလိုက်တာဒါပဲပြလိုက်လက်ပြခြေကားလက်ကားနဲ့လူတွေကအကုန်လုံးဒုက္ခရောက်သွားမှာဟုတ်တယ်နော်ချစ်လို့ဖြစ်သွားမှာအဲ့တော့ဆရာကြီးကတော့ဆရာကြီးမှာတင်ယူနီးနာနေတရာခံယူကြတဲ့တပည့်တွေမြန်မာတိုင်းလုံးမှာအများကြီးရှိတယ်ဒါနဲ့ဆရာကြီးကအဲ့လိုနေရာမှာမင်းကြည့်ဆရာကြီးဒီနားလေးမှာလူမသိသူမသိလေးပဲလာပြီးတော့နေတာဒါနဲ့ကိုတဖြည်းဖြည်းနဲ့ဆရာကြီးရဲ့ဂုဏ်သတင်းတွေကကြော်စိုးလာတော့တပည့်တွေကပြန်ရောက်လာတာပဲရောက်လာတော့ဆရာကြီးကတော့အိမ်မှာဆိုလဲချင်းချင်းနဲ့တင်ရမှာဖြစ်တဲ့အတွက်ခုလိုတင်တဲ့ကြောင်းလေးတစ်ခုဖွင့်လိုက်တာပေါ့ဟုတ်ကဲ့ပါဆရာကဲဟုတ်ပြီအဲ့တော့ဒီမှာလာကြတယ်ငါတပည့်တွေဘာတွေခက်ခဲရှိကြလဲဘာတွေတော့ကဖြစ်နေလေဆရာကြီးကိုပြောဆရာကြီးတန်းတန်းလောက်ကိုကြီးဖြစ်ရှင်းပြတော့အဓိကတော့အားလုံးကညံနဲ့ရှင်ဖြစ်ရှင်းရပြဿနာတစ်ခုအရာရာငွေနဲ့ဖြစ်ရှင်းလို့မရဘူးညံနဲ့ဖြစ်ရှင်းရလူတိုင်းမှာအုံနောက်ရှိတယ်ဒါမှလည်းအုံနောက်ရှိတိုင်းညံရှိတာမဟုတ်ဘူးပဲနော်အုံနောက်နဲ့ညံသက်စီအဲ့ဒီအုံနောက်ဆိုတာကကိုတိထားတယ်လေ့လာထားတယ်အကုန်လုံးမှတ်ဖို့အတွက်ပေးထားတဲ့ hard disk တစ်ခုပဲဒီထဲမှာကိုယ့်ရဲ့လေ့လာရှာဖွေစုဆောင်းထားတယ်အကုန်လုံးမှတ်အဲ့တော့အုံနောက်ကိုဒါအသုံးချတာဟုတ်ပြီနော်အဲ့တော့မင်းတို့အုံနောက်ကိုဘယ်လိုအသုံးချမလဲဆိုတော့ငါမေးမယ်ကဲဒီကချစ်လူနောက်ရင်အုံနောက်ကိုဘယ်လိုအသုံးချမလဲကျွန်တော်ကလေးစီလေးဟိုမဆလာနိုင်ကြီးလေးနဲ့ပေါင်းပြီးချက်စားသိကောင်းအဲ့ဆိုမညီတော့ဘူးစိတ်နေတာပဲစိတ်အုံနောက်ပဲပြပြမြင်အဲ့ဒါပြောနေမှာဘူးကမင်းအုံနောက်ကိုဘယ်လိုသုံးချမလဲအဲ့ဒါမသိလို့လားတင်တာပေါ့ဆရာကြီးဩအေးအဲ့ဒါပြောတာအဲ့တော့မင်းတို့အခုဘာတွေခက်ခဲရှိနေလဲဘာတွေဖြစ်နေလဲမင်းတို့ဖြစ်နေတဲ့ problem တွေပြဿနာတွေအားလုံးဆရာကြီးကိုပြောပြဆရာကြီးကတတ်နိုင်နေတာကိုညီပြီးဖြေရှင်းပေးမယ်အဲ့ဒါဆရာကြီးကျွန်တော်ပြောပါဆရာဟောကျွန်တော်ရဲ့အခက်အခဲကိုဆရာကြီးကိုတင်ပြရင်ဆရာကြီးကိုညီပြီးဖြေရှင်းပေးပါတတ်နိုင်သလောက်ကျေးဇူးပါဆရာအဲ့ဒါဆိုကျွန်တော်အိမ်လာစာ3လစာလိုနေလို့ရှင်းပေးပါအောင်ဆရာကြီးဆရာပတ်စံချီပြင်းလာဖို့ပေးလားဟုတ်ကဲ့ဆရာပြောင်းဖေးလာကောင်ငါငွေနဲ့ရှင်းပြမှာမဟုတ်ဘူးအဲ့အိမ်လာကလိုနေတဲ့အခက်အခဲကိုမင်းဘယ်လိုရှင်းမလဲညံနဲ့ရှင်းပြီးတော့ဖြေရှင်းဖို့တော့နီးလန်းတယ်မိမှာငါပတ်စံချီရမှာမဟုတ်ဘူးလေဟေ့ဒါတင်တယ်ကွာဆရာကြီးရှိရပတ်စံယူရမှာပညာယူရမှာအဲ့ကောင်မှရှိတယ်တို့လုံးပြောစမ်းဆရာကြီးကျွန်တော်ပညာယူရတော့အဲ့လိုဖြစ်စီစင်လားအဲ့လိုဖြစ်စီစင်ဆရာကြီးပညာယူပါထားဒီလိုထဲမှာတော့ကတ်ထားလိုက်တယ်လက်ခုတော့ပြပါရတယ်နော်တခု20ကျမယ်ဟာရဘာလို့ပြောနေရတော့မဟုတ်လေဆရာကြီးရဲ့ပညာယူအိမ်မှာပေးပါလားဒီမှာပေးပါလားဒီမှာတင်တန်းကျောင်းဖွင့်ထားပါလားဆိုတော့ဒီမှာပေးမှာပေါ့ဩငါတို့ပဲစိတ်ချပညာပေးမယ်ကဲဟုတ်ပြီအဲ့လိုတယောက်တော့ပြောနေပြီးအောင်လို့နော်အဲ့တော့ကဲမင်းတို့ရဲ့အခက်အခဲကိုစတင်ဖြေရှင်းပေးဖို့လိုအပ်ချက်တွေကိုစပြီးမေးမယ်ဟုတ်ပြီနော်